သေကယနာပွဲမှာသံဃာကိုင်းဘယ်နှကိုင်းကွဲထွက်နှစ်ကိုင်းကွဲအသကပင်ကြီးရဲ့လက်ထက်တတိယသေကယနာတင်တော့ဘလောက်ကွဲသွားတယ်16ကိုင်းကွဲသွားပြီတဲ့ပြိဿရဲ့အဲ့ဒါတွေကိုသေးစိတ်လေးလာကြရရင်ကောင်းမယ်လို့ထင်တယ်အဲ့ဒီထဲမှာတစ်ခုထပ်ပြောမယ်16ကိုင်းတွေကတကိုင်းသဗ္ဗတ္ထိဝါဒကိုင်းဘာလဲသဗ္ဗတ္ထိဝါဒကိုင်းအသကပင်ကြီးကထေရဝါဒတစ်ခုတည်းလက်ခံမယ်ကျန်တဲ့ဂိုင်းခွဲတွေအကုန်လုံးတိုင်းပြည်ကဘာလုပ်လဲနှင်ထုတ်တယ်နေတော့လဲလမ်းမမီတဲ့အစွန်ဖျားတွေအကုန်လုံးရောက်သွားတယ်အများဖြင့်ဂိုင်းခွဲတွေကဘယ်ရောက်သွားလဲဆိုတော့အိန္ဒိယပြည်ရဲ့အနောက်မြောက်စီနဲ့အနောက်စီကိုရောက်သွားကြတယ်အနောက်မြောက်ဆိုတော့ဘယ်ရောက်သွားလဲဆိုတော့ကက်ရှမီးယားပေါ့အနောက်စီဆိုတော့ဒီကနေ့ပြောနေတဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ပေါ့ဟိုတော့ကတော့ပါကစ္စတန်လည်းမရှိဘူးအာဖဂန်နစ္စတန်လည်းမရှိဘူးဂန္ဒါရခေါ်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကနေမြောက်နားကိုအမူဒါမြစ်ဆိုတာရှိတယ်အဲ့ဒီမြစ်ကိုကျော်ပြီးမြောက်ဘက်သွားလိုက်လို့ရှိရင်ယောနကရှိတယ်ယောနကတိုင်းကတော့ဂရိလူမျိုးတွေကိုရှေ့တုန်းကယောနလို့ခေါ်တယ်အဲ့တော့ဘက်တီးရီးယန်ဂရိတွေလွှမ်းမိုးတဲ့နယ်မြေကယောနကတိုင်းယောနကတိုင်းဂန္ဓာရတိုင်းကသမီရတိုင်းကက်ရှမီးယားအဲ့ဒီဘက်ကိုအကုန်လုံးထွက်ပြေးသွားကြတာအသကမင်းနှင်ထုတ်လိုက်တဲ့ဂိုင်းတွေအသကပြေကတတိယသင်္ဃာယနာတင်လို့အပီးနှစ်သိမ့်မကြလိုက်ဘူးသိမ့်မကြလိုက်ဘူးအဲ့ဒါတော့သက္ကရိမမမီလို့ဘုန်းကြီးမပြောတော့ဘူးနော်သာသနာနှစ်နဲ့ပြောရင်တော့940နှစ်သိမ့်မကြလိုက်ဘူးဘာလို့လဲလို့ဆိုတော့ကသမီရနဲ့ဂန္ဓာရတိုင်းကဘယင်ကနိရှကလူလေကနိရှကနန်းတော်တဲ့ကိုအဲ့ဒီဂိုင်းခွဲဘုန်းကြီးတွေတကိုင်းပြီးတကိုင်းဝင်ပြီးတော့တရားဟောဂိုင်း16ဂိုင်းဆိုတော့ဘယင်ကြီးတရား14မျိုးနာရတယ်လို့လွယ်အောင်မှတ်ထားလိုက်ဘယင်ကြီးကတရားဘယ်နှပုဒ်နာရ14မျိုးဖြစ်မနေဘူးလားတကိုင်းကွဲတစ်မျိုးဟောသွားတယ်ဂိုင်းကွဲကတစ်မျိုးဟောသွားတယ်တရားက14မျိုးဖြစ်မနေဘူးလားအဲ့ဒီမှာဘယင်ကခေါင်းရှုပ်ပြီးစိတ်ညစ်သွားတယ်ဘာမင်းလဲကနိရှကပြန်ပြောသာသနာနှစ်900ကျော်ကျော်မှာအဲ့ဒါကနိရှကဘင်းကြီးကသံဃာတော်တွေကိုခေါ်ပြီးတော့နန်းတော်တွေလျှောက်တယ်ဘုရားကတဆူတဲ့ရကိုရတို့တရားက16ကိုင်းဆိုတော့16မျိုးဟောကြတယ်အဲ့လိုဝါဒတွေကွဲပြီးတော့သူမဟောပါနဲ့တဲ့သူနားရှုပ်တယ်တဲ့တခုလေးကြည့်နေပါလေတမျိုးတဲ့ဖြစ်အောင်ရှင်ဘုရားတို့ညှိတော်မူကြပါဘယင်လျှောက်ပုံတဲ့ကောင်းနော်တမျိုးတဲ့ဖြစ်အောင်သံဃာကိုင်း16ကိုင်းဘာလို့ညှိရမယ်ဆိုတော့မှအဲ့ဒီမှာသင်္ဃာယနာတစ်ခုအပြိုင်တင်တာအသောကသင်္ဃာယနာနဲ့ပြိုင်တင်တာကကနိရှကသင်္ဃာယနာအဲ့တော့အင်အားအကောင်းဆုံးဂိုင်းကဘာဂိုင်းလဲဆိုတော့ခုနကပြောတယ်သဗ္ဗတ္ထိဝါဒဂိုင်းကအင်အားအကောင်းဆုံးဘုန်းကြီးတို့ပြိဿကြီးသင်ကြားနေတဲ့24ပစ္စည်းမှာဟေတုပစ္စည်းထဲမှာအဋ္ဌိပစ္စည်းရောလည်းရှိတယ်နတ္ထိပစ္စည်းရောလည်းရှိတယ်နော်သူတို့ကနတ္ထိမလို့ခြင်းမအကုန်အဋ္ဌိကြီးပဲရှင်းအောင်ပြောပြတယ်နတ္ထိဆိုတာကအဓိပ္ပာယ်ပါတယ်လေမရှိအဋ္ဌိကအရှိအတ္တရှိသလားရှိတယ်နိဗ္ဗာန်မှာပဲလေအတ္တရှိသေးတယ်အဲ့လောက်ထိသွားတဲ့ဂိုင်းကိုဘာဂိုင်းခေါ်လဲသဗ္ဗတ္ထိဝါဒဂိုင်းအဲ့ဒီဂိုင်းကအားကောင်းတော့ဘယင်အထောက်ပံ့ယူပြီးတော့သင်္ဃာယနာခေါ်တာတက်တဲ့ဂိုင်းများတယ်တချို့ဂိုင်းတွေမတက်ကြဘူးအန္တရာနှစ်900ကျော်ကျော်နော်ဂဏိရှကမင်းရဲ့လက်ထက်ကသမီရတိုင်းလို့ခေါ်တဲ့ဒီကနေ့ကက်ရှမီးယားမှာသင်္ဃာယနာတင်တာအဲ့ဒီသင်္ဃာယနာပွဲမှာပိကသုံးပုံအဟောင်းတွေကိုအကုန်လုံးဖျက်သိမ်း
အားလုံးအသစ်တွေပြန်ရေးသွားတာသဗ္ဗတိဝါဒကိုင်းကရေးသွားတာရပါလားမူရင်အတိုင်းကြိုက်တဲ့ကိုင်းကိုအင်္ဂလိပ်လိုပါခေါ်လဲ red origin မူရင်အတိုင်းကြိုက်တဲ့ကိုင်းကို radicalism ခေါ်အမျိုးမျိုးတစ်မျိုးပြုတ်သွားမယ်ပြင်သွားမယ်ဆိုတဲ့ကိုင်းကိုပါခေါ်တယ် reformism လို့ခေါ် reform ပြန်လီ၍ပြင်ဆင်ပြန်ဆင်မယ်ပြန်ပြင်ဆင်မယ်ဆိုတဲ့ကိုင်းကို reform အဲ့ဒီသဗ္ဗတိဝါဒကိုင်းက reformer တွေကပေးကသုံးဖို့အဟောင်းကိုဖျောက်ဖျက်ပြလိုက်ပြီးတော့အသိရေးသွားတာအဲ့ဒီအသိရေးသွားတဲ့ပိဋကသုံးပုံသည်စောသားကတန်ခိကဂိုင်းတွေကြံစီခဲ့တဲ့အတိုင်းဝိနည်းသေးကဗုဒ္ဓတွေလည်းပဲဘာဖြစ်လဲဖြုတ်ချထုတ်ချဖျက်ချသိမ်းချအသစ်တွေရေးထဲချဒီလိုလုပ်သွားတယ်အဲ့ဒါကြောင့် oldest လည်းမဖြစ်ဘူး origin လည်းမဟုတ်တော့အဲ့ဒီအပြိုင်သင်္ကာယနာကနေပြီးတော့ထုတ်ပြန်တဲ့ပိဋကသုံးပုံကိုဘိက္ခုဘောဓိဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးပြောဘိက္ခုဘောဓိဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးအိန္ဒိယသားတမေနာဒုစတိတ်ကဘုန်းကြီးသူကအဲ့ဒီပိဋကသုံးပုံအသက်ကိုအကုန်လုံးတိဘက်လိုပြန်ပြီးတော့တိဘက်ကိုသဲသွားတာတိဘက်ကနေပြီးတော့တရုတ်လိုပြန်ပြီးတော့တရုတ်ပြည်ကိုသဲသွားတာလဲသူပဲအဲ့ဒီကနေပြီးတော့ကိုရီးယားရောက်မွန်ဂိုလီးယားရောက်ဂျပန်ရောက်အသက်ပြင်ဆင်ရေးဆွဲထားတဲ့ပိဋကသုံးပုံကိုမြောက်ပိုင်းဟိမောတာရဲ့မြောက်ဘက်တန်းပြည်တွေကိုပို့သွားတာဘာလို့လဲဘိက္ခုဘောဓိမြောက်ပိုင်းတိုင်းပြည်တွေအကုန်လုံးကဘိက္ခုဘောဓိကိုဖျားလောက်ကြီးညိုကြအဲ့ဒါနဲ့အဲ့ဒီမြောက်ပိုင်းဗုဒ္ဓဘာသာတောင်ပိုင်းဗုဒ္ဓဘာသာဆိုပြီးတော့နှစ်ခုခွဲသွားမြောက်ပိုင်းဗုဒ္ဓဘာသာကပိဋကကိုဗာနဲ့ရေးသလဲမေးရင်သက္ကတဘာသာဆန်စကရစ်နဲ့ရေးတယ်ဘုန်းကြီးတော်တောင်ပိုင်းဗုဒ္ဓဘာသာကတော့အိန္ဒိယပြည်ကနေသီဟိုရောက်သီဟိုကနေဗမာရောက်ထိုင်းရောက်လာအိုးရောက်ကမ္ဘောဒီးယားရောက်၅နိုင်ငံတောင်ပိုင်းသွားတဲ့ဗုဒ္ဓဘာသာကပိဋကသုံးပုံကိုပါဠိနဲ့ရေးတယ်ရေးသားပုံချင်းဟောပါဠိနဲ့ရေးတဲ့ဗုဒ္ဓဘာသာရဲ့ပြီးတော့ဆန်စကရစ်နဲ့ရေးတဲ့ဗုဒ္ဓဘာသာရဲ့လို့နှစ်ခုမဖြစ်ဘူးလားပါဠိ Buddhism and Sanskrit Buddhism ဆိုပြီးတော့နှစ်ခုကွဲသွားတယ်မြောက်ပိုင်းသွားတဲ့ဗုဒ္ဓဘာသာကတော့နှစ်900အကြာမှာအကုန်လုံးပြင်ဆင်ရေးသွားတဲ့ပိဋကသုံးပုံအသိဖြစ်ခြင်းကြောင့် reformism ပေါ့နော်ဘုန်းကြီးတို့တောင်ပိုင်းဗုဒ္ဓဘာသာကတော့ original teaching nothing added nothing removed nothing changed present as origin taught by the Buddha himself ဒီလိုလာတယ်မဟုတ်လားကဲဒါဆိုလို့ရှိရင်မျိုးဆက်တဲ့ရောင်ကြီးရဲ့ထေရဝါဒအကြောင်းသိကောင်းစရာကိုဘုန်းကြီးတို့ဒီကနေ့မာယာနာနဲ့ခြားခြားနာနာသိရှိစရာတွေအကုန်လုံးဘုန်းကြီးတို့ပြောသွားတာပြည့်စုံလို့ပြီမဟုတ်လားထေရဝါဒဆိုတာဘာလဲသီလသမာဓိပညာသို့မဟုတ်ပရိယပฏิပတ်ပရိဝေရာဂုံတို့ဖြင့်ခိုင်ငတ်သောမထေရကြီးတွေရဲ့မူဝါဒကိုဘာဝါဒခေါ်ထေရဝါဒအစဥစွာထေရကဘယ်ထေလဲရှင်မကတ္တဗမတေချမှတ်တဲ့မူကဘာလဲသုံးချက်ပြောအဟောင်းတွေကိုလည်းဘာမှမထုတ်မပယ်နဲ့အသစ်လည်းဘာမှမထက်ပုံစံသစ်ခေတ်သစ်စနစ်မျိုးနဲ့ပြန်ရေးတာလည်းမလုပ်နဲ့မူရင်းဘုရားဟောတဲ့အတိုင်းအတိပြုအဲ့ဒါဘာခေါ်တဲ့ထေရဝါဒခေါ်ပါတယ်